မင်္ဂလာပါကျွန်တော်ဒီနေ့ရောင်းချပေးမယ်နိုင်လေးက G-Shock GA010 10 ဘက်ထရီနဲ့လာတဲ့ကောင်လေးဖြစ်ပါတယ်ဘူးပစ္စည်းစုံကိုဝယ်ထားတဲ့ပေါက်ချာအစပါမှာဖြစ်ပါတယ်ခင်ဗျဒီနိုင်လေးကိုကျွန်တော်ရောင်းချပေးမယ်ဈေးနှုန်းလေးကပိုးကပါပြီး3,2800ကျပ်ဖြစ်ပါတယ်ခင်ဗျာကျွန်တော်ရှိမှာ COD မရသေးပါဘူးခင်ဗျာငွေကြိုလွှဲဝယ်ယူနိုင်ပါတယ်ခင်ဗျငွေလွှဲရောက်ရှိပါက Royal Express Delivery ကားဂိတ်ရောက်သည်မီးစည်းမျိုးနယ်ကိုမစိုးကျွန်တော်ပို့ဆောင်ပေးပါတယ်ခင်ဗျာဒီနိုင်လေးကိုစိတ်ဝင်စားလို့ကြိုက်နေတတ်တဲ့ဆိုရင်ဖြင့်ကျွန်တော်ရဲ့ TikTok Messenger Facebook Messenger Page Messenger 239 2530 Viber ရှိပါတယ်ခင်ဗျာအသေးစိတ်ဆက်သွယ်မင်းမြန်စုံစမ်းဝယ်ယူနိုင်ပါတယ်ခင်ဗျလက်ရှိဒီနာရီရှိုးရုံးအသစ်ဈေးကတော့9သိန်းခွဲဝင်ကျင်မှာရှိမှာဖြစ်ပါတယ်ခင်ဗျဆုံးထိကြည့်ရှုပေးလို့ကျေးဇူးပါဗျBam solo